စားမှာအနံ့ရှိလားစားမှာကိုယ်ပိုင်ထင်ရှားတဲ့အနံ့မရှိဘူးဒါပေမဲ့အစီမီယာဂီကတော့စားရဲ့အနံ့ကိုဖန်တီးပြထားတယ်ရေမွေးတစ်လုံးထုတ်ထားတယ်အဲ့ဒါကတော့ကျွန်တော်ခုလက်ထဲမှာရှိတဲ့အစီမီယာဂီရဲ့လီဆေဒီ EC ဖြစ်ပါတယ်သူကတော့2024မှာထုတ်ပြီးတော့ masterpiece ကတော့ကျွန်တော်တို့အကုန်လုံးရဲ့ဆရာကြီး Cotton Beach ဖြစ်ပါတယ်ဆိုတော့သူ့လက်ရဖြစ်တဲ့အတွက် sense profile နေရတော့ပြောကြမလို့အောင်ချွတ်ထနေရပဲဆိုတော့လီဆဲဆိုတဲ့အဓိပ္ပာယ်อ่ะပေါ့เนาะဒါဘဟုတုတဖြစ်ပေါ့ပြင်သစ်လို့စားလို့ခေါ်တယ်ဆိုတော့ဒီနေ့ပြောပြပေးသွားချင်တာကတော့ AC မြန်ကြီးရဲ့လီဆဲဒီ EC ပါသူ့ရဲ့အဖွင့်ကတော့Mandarin note တွေကသူ့ရဲ့ top note တွေမှာနေရာယူထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပင်လယ်ရေငန်ဓာတ်နဲ့ကျွန်တော်တို့ဒီပင်လယ်ကနေတိုက်ခတ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အေးမြတဲ့ကျွန်တော်တို့ပင်လယ်ရေနံ့တွေကိုပေါက်top note မှာရတယ်ပေါ့နော် Mandarin note တွေပေါ့ Mandarin note တွေရတယ်ပြီးရင်ကျွန်တော်တို့ဒီ modern note တွေဘာတွေမှာကျတော့ ginger တို့ကျွန်တော်တို့ပြီးရင် seaweed တို့လို့ Mandarin note တွေကိုပဲကျွန်တော်တို့ကထပ်ပြီးတော့ခက်ရှင်းရှင်းလေးနဲ့ကောင်းတဲ့အရန်ကောင်းတဲ့အနံ့ combination မျိုးဖန်တီးပေးထားတယ်ပေါ့နော်ပြီးတော့ dry down မှာတော့ကျွန်တော်တို့ woody base ကျွန်တော်တို့ sandalwood နဲ့ vetiver လို့ woody note တွေနဲ့ combination ကောင်းကောင်းနဲ့ control လုပ်ထားတယ်ပေါ့နော်ဆိုတော့သူက fresh မှာ fresh လုံးဝfresh မဟုတ်ငါတို့မစွတ်နိုင်ဘူးငါတို့အနံ့မခံနိုင်ဘူးဆိုတဲ့လူတွေအရန်သုံးနေတဲ့ရေမွေးဖြစ်တယ်ပြီးတော့တလုံးကောင်းငါရေမွေးများကြီးမဝယ်ဘူးတလုံးပဲဝယ်မယ်ဆိုရင်3သိန်းအောက်မှာမျက်စိမိတ်ပြီးဝယ်လို့ရရကောင်ဖြစ်တယ်ဆိုတော့ तू က Mandarin note တွေပါတယ်ပြီးတော့အဲ့လို fresh ဖြစ်တဲ့ပင်လယ်ရနံ့လိုမျိုးပုံစံတွေကိုဖန်တီးထားတဲ့အတွက်မလို့ပေါ့ပါ daily wear ကိုပေါ့ပါဝတ်တဲ့အချိန်မှာသုံးလို့အရန်ကောင်းတယ်လူကြီးလူငယ်မရွေးပြီးရင် casual wear ရတယ်ကျွန်တော်ဆိုရင်ဘယ်လောက်တောင်လဲဆိုကျွန်တော်ရေမွေးတွေတစ်ခါလေဘာဆွတ်လို့ဆွတ်မှမသိရင်ကျွန်တော်ဒီကောင်ပဲဆွတ်တဲ့အထီကိုကောင်းတယ်ကျွန်တော်နှစ်လပဲရှိသေးတယ်ကျွန်တော်ရေမွေးရဲ့သုံးပုံတစ်ပုံခွဲလောက်ကုန်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဘယ်လောက်ထိကျွန်တော်ကြိုက်လဲဆိုရင်အဲ့တော့မျက်စိမိတ်ဝယ်တယ်ဆိုရင်တော့အဝယ်မမားမဲ့ရေမွေးမျိုးစားဖြစ်တယ် clean ဖြစ်တယ်တန်ရှင်းလက်ဆက်ပြီးတဘာဝဆန်တဲ့ minimalist ပုံစံ vibe မျိုးရတယ်ပေါ့နော်ဆိုတော့ try ကြည့်ပါprice to performance အရာလဲကျွန်တော် scan ပေါ်မှာဆိုရင်ကျွန်တော်တို့5 to 7 hour လောက်သွားတယ်ပေါ့နော်ဆိုတော့ခေါင်းရှုပ်နေတဲ့ရေမွေးအနံ့ကြီးဘာအနံ့ကြီးမှမသိဘူးဆိုပြီးခေါင်းရှုပ်တဲ့အချိန်မှာဘာသုံးရမလဲမသိဘူးဆိုရင်ဒီကောင်ရှင်းဒီကောင်တာဖြန့်ချပလိုက်လုံးဝစိတ်ကိုကြည်လင်သွားစေတယ်ပေါ့နော်ဆိုတော့ကာရှဝဲဆွလို့ရတယ်ဂျင်သွားမလားဂျင်မှာလည်းဆွလို့ရတာပဲဆိုတော့အနံ့ all round မိုက်နေတာ all round အတွက်ကိုသုံးလို့ရနေတာဆိုတော့သူတို့ကအမျိုးသားအတွက်အထူးညွှန်းထားတယ်ဆိုပေမဲ့အမျိုးသမီးတွေလည်းကြိုက်နိုင်တယ်အနံ့မျိုးစားဖြစ်တဲ့အတွက်သုံးလို့ရတယ်အမျိုးသမီးတွေရောအမျိုးသားတွေရောဆိုတော့ unique sex ပေါ့နော်ဆိုတော့မြန်မာပြည်မှာလည်း maybe ရှိနိုင်တယ်တကယ်ရှာမယ်ဆို3သိန်းအောက်ကိုတော်တော်ချိုတတလေးနဲ့ရနိုင်တယ်ပေါ့နော် maybe 29 28ပတ်ချလဲပေါ့နော်ဒီချာတော့မသိဘူးဒါတယောက်နဲ့တယောက်ရောင်းစရာလည်းမတူတော့အဲ့တော့ဆိုတော့ခုနပြောလို့ပေါ့တလုံးနဲ့ပဲသုံးမယ်ဆိုတဲ့လူတွေအတွက်ကိုအထူးညွှန်းကျင်တယ်ပြီးရင် fresh မှာ fresh ငါတို့ကတော့ fresh မဟုတ်မခံနိုင်ဘူးဆိုတဲ့လူတွေအတွက်လည်းညွှန်းကျင်တယ်ဆိုတော့ဒါကတော့ price to performance ရperformance လည်းရန်ကောင်းတယ် price ကလည်းကျွန်တော်တို့အခုခေတ်အနေထားရဆိုရင်လက်ခံလို့ရတဲ့ price အနေထားဆိုတော့ maybe ထွန်းကြည့်ပါဘာပဲဖြစ်ဖြစ်ထွန်းကြည့်လို့မမအောင်လို့ကျွန်တော်အာမခံလို့ရတယ်ဆိုတော့ဒီနေ့ review ကတော့ဒီ EC Miyagi ရဲ့ Elise ဒီ EC ပေါ့နော်ဆိုတော့နောက် video မှာလည်းကျွန်တော်တို့ knowledge video တွေပဲဖြစ်ဖြစ်ကျွန်တော်တို့perfume review video တွေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် have a nice day and have a good sun for all thank you so much bye bye